Okay ရှေ့သင်္ကန်းမှာတို့တွေကဒီ VS Code မှာ file hide တာလေးပြပြီเนาะအခုဒီကောင်ကိုတစ်ချက်ပိတ်ထားမယ် VS Code ကို Android Studio ကိုတစ်ချက်ဖွင့်မယ်เนาะအမှမှာတို့ open ဆိုပြီးဆုံးအောင် flat to folder လေးကိုတော့ဖွင့်မယ်ဒီ basic widget ကမရှိတော့ဒီကောင်ကိုပိတ်ထားလိုက်ဖြတ်ထားလိုက် remove เนาะ Okay open ဆိုပြီးတော့ folder ဖွင့်မယ်တို့ရဲ့ C တွေက E တွေကတို့ကဘာမှလဲဆိုတော့ Flutter တွေက project တွေက basic widget ကရှိနေပြီเนาะtext တွေရှိပြီ text စီဘယ်အောင် flat to ဘယ်ရောက်အောင် flutter တွေက reload လို့ refresh နေရမယ် refresh နေပြီးလိုက်မယ် flat to မတွေ့ဘူးပြန်ခဏလေး e တွေက project တွေက flutter တွေက project ထဲမှာ flat to ရှိတယ် flat to အဲ့တော့ e တွေက flutter တွေက project ထဲမှာ flat to မတွေ့ဘူးဖြစ်နေဒီကောင်ဘယ်လိုဖြစ်လာ chicken ကန်နေ refresh ချက်ပြန်နေမယ်cancel လုပ်လိုက်မယ်နော်အုံတော့6ပါလဲနော်အဲ့တော့ e ရဲ့ဒီ flat to လေးကိုပဲ copy ကူးလိုက်မယ် copy ကူးလိုက်ရမဟုတ်လေဆွဲချမယ်ပြောနော် e တွေက flutter တွေက project တွေကတို့ရဲ့ flat to ဆိုတဲ့ project လေးကိုဆွဲချလာတယ်ရပြီနော်အဲ့လိုဆွဲချပြီးတော့တို့ကဒီကောင်ကိုခဏပြန်ပိတ်ထားမယ်ဆွဲချလိုက်တော့ဒီမှာ file အားလုံး loading လုပ်တယ်နော်loading လုပ်နေတယ် flat to တဲ့အကုန်အဆင်ပြေတယ် Android အားလုံးရှိတယ်ဒီကောင်လေးကိုခဏပိတ်ထားဒါဟိုစားလာရပြီနော်အဲ့တော့နံပါတ်1ကတို့တွေကဘာလို့မှလဲဆိုတော့ဒီကောင်ခဏပိတ်ထားသူ project file တွေအားလုံးကိုပြသူဒီလိုပြပါလေ project file တွေအားလုံးနော်အဲ့ထဲမှာဟိုသူက ID တွေကတော့ဒီကောင်လာ project source file ပဲပြဆိုရင် project source file ဒီလိုပဲပြပေးတယ်နော်ဒီမှာကြည့်နော် source file ပဲပြပေးတယ်နော်ဒါမှမဟုတ်ကနေ file အားလုံးပြတယ် project file တွေအားလုံးပြဆိုဒီလိုပြပါတယ်နော်အဲ့ထဲမှာဆိုကြပါစို့တို့အစိုးရလိုပဲတို့ file တွေဖြောက်ချင်တယ်ဆိုရင် setting ကိုသွားမယ် setting ကိုသွားပြီးတော့တို့ဒီ editor မှာပဲ editor ကိုတစ်ချက်သွား appearance editor ကိုတစ်ချက်သွားအဲ့ဒီနောက်မှာ file and encoding မှာလားပမာလဲဆိုတော့ file and template ကိုတစ်ချက်သွားမယ် file and template ဟုတ်ဘူး file and encoding ဆိုအဲ့မှာဒီဟိုဥစားဗာလဲဟိုတချို့ file တွေကိုတို့ဖြောက်လို့ရတာ file type နော်ဖြတ်လို့ရတယ်မဆိုကြပါဆိုတို့ဒီကဟို IDE ဖိုတော့မပြချင်ဘူးဆိုပါဆိုတော့ဒီလိုလာလုပ်ရ plug ဆိုပြီးတော့အားလုံးပုံပါလဲဆိုတော့ .idea နဲ့စတာအားလုံးကိုဖြောက်ဆို okay တစ်ချက်နှိပ်လိုက်ရင်ပြီးတော့ apply နှိပ်လိုက်တာ ਨੇ apply နှိပ်လိုက်တာ ਨੇ .idea ကိုတော့ထည့်ထားလေ hack symbol file name pattern ဆိုပြီးတော့ဒီကောင်ကဘယ်လိုဖြစ်တာလဲဆိုတော့ sorry နေရာမှားတာ recognize file မဟုတ်ဘူး ignore file လောက်မှာဒီကောင်လောက်အောင်ညာဘက်ကတခု ignore file ဆိုပြီးတော့ plus ဆိုပြီးတော့သူက asteroid အားလုံး .idea နဲ့စတာအားလုံးဆိုပြီးတော့enter ခေါက်လိုက် enter ခေါက်ပြီးမှပြီးတော့ apply နှိပ်ချလိုက်ဒီ IDE file ပြောက်သွားပြီနော်အမှဆိုကြပါတော့ဒီ dat2 ကိုလည်းဖြောက်ချင်တယ်ဆိုရင်နော်အဲ့လိုပဲတို့ plug ဆိုပြီးတော့ .dat_do12 ဆိုပြီးတော့ enter ခေါက်လိုက်ပြီးတော့ apply နှိပ်လိုက်တာ ਨੇ သူက .dev2 လေးပြောက်သွားတယ်နော်အဲ့တော့ပြန်ဖွင့်မယ်ဆိုရင်လည်းဒီမှာအတူတူပဲဒီကောင်တစ်ချက်နှိပ်ပြီး minus ပြန်နှိပ်ချလိုက်အဲ့လိုပဲအဆုံးက .id ကိုတစ်ချက်နှိပ် minus ပြန်နှိပ်ချလိုက်အဲ့ဒါဆိုရင် apply နှိပ်လိုက်တာ ਨੇ ဒီမှာအဲ့နှစ်ခုပြန်ပေါ်လာနော် id ကတော့ဒီကောင်ကတော့ဆရာကြီးပဲလေနော်ဟို IntelliJ က develop လုပ်တာဆိုတော့တို့ကတော့ကောင်းပြီဒါပေမဲ့တို့လိုချင်တဲ့ file ပဲပြအောင်တို့လိုလုပ်လို့ရတယ်နော်တို့ကြတော့တိတ်တော့ပြတ်တာမရှိဘူးဒီ project လေးကိုပဲတို့ကဒီ Android emulator ကိုမိနေပြီဒီကောင်ကိုမိနေနော်ဒီကောင်ကိုမိနေပြီဆိုတော့ဒီကောင်ကိုပဲတို့တစ်ချက် run ကြည့်အောင် run ဆိုပြီးတော့ run ဆိုပြီး run ကြည့်မယ်ဒီကောင်ကပြတ်တာမရှိဘူးเนาะသူများကွန်ပျူတာမှာပေါ်မှာမဟုတ်ဒီမှာကွန်ပျူတာမှာ git ထဲက .git folder လာအဲ့ကောင်က safety မဖြစ်လို့ပြတ်တော့တက်နော်တော့ပြင်ဖို့ချိန်ကိုမရတာเนาะအလုပ်လုပ်နေတယ်သူကသူလုပ်နေတို့အလုပ်မဟုတ်ခဏဆောင်လိုက်သူလုပ်နေတို့ကိစ္စမဟုတ်သေးဘူးrun နေပါတယ်ခဏဆောင်ပါအဲ့တော့တို့ကနည်းနည်းပြင်စရာတော့ရှိတယ်ပြင်စရာလေးကဒီ welcome page မှာလည်းနည်းနည်းပြင်စရာရှိတယ်အဲ့ဒါလေးတော့ပြင်ရမှာเนาะ welcome page မှာဘာပြင်မှာလဲဆိုတော့တို့ကပြဖို့ကနည်းနည်းခက်ခဏဆောင်ပေးရလုံးနေတယ် welcome page မှာပေးလုံးနေလည်းပြင်လို့ရပါတယ်တချို့နေနော်အမှဒီမှာ decorative box တစ်ခုတုံးထားတယ်ဒီမှာလည်း decorative box တစ်ခုတုံးထားတယ်ဒီမှာလည်း decorative box တစ်ခုတုံးထားတယ်နော် round ပါပြီညာဘက်မှာdecorative box က3ခုတုံးထားတယ်ဒါပေမဲ့အပြောင်းလဲကဘာပဲရှိလဲဆိုတော့ဓာတ်ပုံလေးပဲအပြောင်းလဲရှိတယ်တကယ်စုပ်ကုတ်အခြားဟာတွေကအပြောင်းလဲမရှိဘူးအပြောင်းလဲမရှိတဲ့ဟာတွေကိုတို့3ချက်ရေးတာကတဘာမှမကြောက်ဘူးပေါ့တဘာမှကြောက်အောင်ဆိုရင်ဒီအလုပ်လုပ်ပြီးဒီပဲနော်Okay good incredible bouncing လေးပြပါအောင် bouncing လေး okay bouncing လုပ်တယ်
ပြီးတော့မှလောက်ဆောင်နေခါဆောင်ပါအဲ့တော့ download button လေးကိုတို့နှိပ်လိုက်တာနဲ့ဒီဘက်စာမျက်နှာရောက်လာဒီလိုလေးရောက်လာနော်အဲ့တော့ဒီကောင်လေးတွေအားလုံးကိုတို့ကဘယ်လိုရေးထားလဲဆိုတော့ဒီ decorative box နဲ့ရေးထားတာအဲ့ decorative box ကိုမှဒီသုံးခုလုံးကဘာကုတ်မှမပြောင်းဘူးအပြောင်းလဲရှိတာဓာတ်ပုံလေးလေးပဲအပြောင်းလဲရှိတာအဲ့လေးကိုတို့ကသုံးချိန်မရေးပဲနဲ့တစ်ချိန်နဲ့ရေးတဲ့ပုံစံလေးဖြစ်သွားအောင် make DECORATE decorative box ဆိုတဲ့ function လေးကိုလာထည့်ဒီ function မှာတော့တို့ဘာပဲလုပ်မှာလဲဆိုတော့ string နဲ့ပါလဲဆိုတော့ဓာတ်ပုံ file လေးပဲတို့เนาะဓာတ်ပုံ file ဆိုတော့တို့က image ပဲဟုတ်လားအဲ့တော့ number 1ကဒီကောင်လေးကိုခဏအောက် comment ခံချုပ်လာမယ်ဒီ decorative box တစ်ခုကို copy ကူးလာမယ် copy ကူးလာပြီးတော့ဒီမှာလာပြီး return ဆိုပြီးတော့အဆုံးအတန်ဖို့ return ပေးမယ်လို့ပြောတယ်ဒီမှာကျတော့ static file image file ကတော့အတိမထားတော့ဘဲနဲ့တို့ကဒီ method ကိုခေါ်တဲ့အချိန်မှာ parameter ဖြစ်ပေးလာတဲ့ image ကိုခေါ်တယ်အဲ့တော့ image image ဆိုပြီးနော် okay ရသွားတော့ make decorative box ကိုသုံးမယ်အပေါ်ဒီတစ်ခုအတွက်ပေါ့နော်ဒီတစ်ခုအတွက်ဒီတစ်ခုအစားအရင်သုံးလိုက်မယ်နော်အဲ့တော့ဒီမှာ make decorative box ကိုခေါ်မယ်ဝင်သာခွင့်ပေးတယ်သူ့ရဲ့ဓာတ်ပုံနည်းကကြတော့ဒါလေးပဲပေါ့နော်ဒါလေးကိုသူဓာတ်ပုံနည်းဖြစ်လှမ်းပေးလိုက် okay ဒီလိုလေးပေါ့နော် okay ဒီကောင်ပြီးသွားပြီနောက်တစ်ခုလုပ်မယ်နောက်တစ်ခုကဒီဒုတိယကောင်ပေါ့နော် non static file ဆိုတဲ့ကောင်အဲ့တော့ control E နဲ့ copy ကူးလာမယ်ဒီ non static node static.png လေးကိုလှမ်းပေးလိုက်မယ်ဒီကောင်လည်းပြီးသွားပြီနော်ဒီတတိယကောင်တော့ကြာတို့မလုပ်ဘူးဘာကြောင့်လဲဆိုတော့အကြောင်းရှိစေ့မယ်စေ့ပြီးတော့တို့ကဒီကောင်ကိုဘာတော့လုပ်မလဲဆိုတော့ hot reload ပြန်လုပ်မယ် hot reload ထက်စား hot reset ဆိုတာရှိတယ်ဒီကောင်ပေါ့နော်ဒီကောင်လေးနဲ့တစ်ချက်နှိပ်လိုက်ရင်အစကနေပြန်သွားမယ်ဒီခေါက်ကျရင်ပုံဘာမှတော့ပြောင်းလဲသွားမှာမဟုတ်ဘူးသူကကုတ်ကိုချုပ်ရေးတဲ့ပုံစံလေးပြချင်လို့ပြလိုက်တာနော်အပြောင်းလဲရကြတော့ခဏကြာရင်တွေ့လုပ်မယ်အလုပ်လုပ်နေပြီဒီမှာလည်းအလုပ်လုပ်နေမယ်ခေါင်းလာပါတော့ဟုတ်ပြီနော်ဘတ်တန်လေးကိုချက်နှိပ်လိုက်တိုင်းတို့နောက်တစ်ဆာမျက်နှာကိုရောက်သွားမယ်ပုံမှန်တိုင်းပဲအလုပ်လုပ်နေစေပဲเนาะအဲ့ဒါတို့ကဘာအပြောင်းလဲထပ်လုပ်အောင်လဲဆိုတော့ဒီနောက်ဆုံးကောင်နောက်ထပ်ဆာမျက်နှာကိုဘယ်အချိန်သွားမှာလဲဒါတွေရတော့တို့ကဘယ်လိုလဲဒီ view ပြီးသွားရင်နောက်ထပ်ဆာမျက်နှာကိုဘယ်လိုသွားမှာလဲဆိုတော့ဒီနောက်ဆုံးကောင်မှာဘတ်တန်လေးတစ်လုံးလာထည့်sorry ဒီမှာနောက်ဆုံးကောင်မှာတို့ဘတ်တန်လေးတစ်လုံးလာထည့်เนาะအဲ့တော့နောက်ဆုံးကောင်ကကြတော့ဒီကောင်ဖင်းဘတ်တန်လေးတစ်လုံးမှာရှိလာနော်ဒီနောက်ဆုံးကောင်တို့ကပြောင်းလဲအဖြစ်စရေးမယ်အပြောင်းလဲအဖြစ်စရေးမယ်ဆိုဒီကောင်ကို comment ခံထားလိုက် comment ခံပြီးတို့က container တစ်ခုနဲ့စရေးမယ်နော် container အဲ့ container မှာတို့ကဘာထည့်မှာလဲဆိုတော့ decoration ထည့်မယ်အဲ့ decoration က box decoration ဖြစ်မယ်အဲ့ decoration ထဲမှာတို့က image လေးထည့်နေတာအဲ့ဒါ image ကိုကကြတော့ image ကိုကကြတော့ဒီ decorated image ဒီ decoration image decoration image လို့ခေါ်မယ်အဲ့ image ရဲ့လမ်းကြောင်းကကြတော့အစောကပေးခဲ့တဲ့လမ်းကြောင်းပဲimage က ASSET က access image တွေကမှာ access မြင်းဆောင် images မြင်းဆောင်တို့ရဲ့နာမည်ကပါအောင် Python ဖြတ်လိုက်တာမှတ်ထားမိစိတ်ထဲအဲ့တော့ package project file ကိုပြောင်းဖွင့်ပြီးမှ asset တွေက images တွေကဆိုကြပါစို့တို့က java static တုံးပြီးတာမတုံးရသေးဘူးအဲ့တော့ java static.png ကိုrefactor rename လို့ပြောလိုက်မယ်နော်တကယ်တော့ rename မလုပ် copy ကူးချင်တာ control c cancel နော် okay အဲ့တော့ဒီ file နာမည်ဖြစ်တဲ့ဒါ .png ဆိုပြီးပေးတာလေနော်အဲ့တော့စိတ်လိုက်မယ်စိတ်လိုက်အပြောင်းလဲလေးနဲ့ဖြစ်သွားမယ်နောက်ဆုံးပေါ့နော်အပြောင်းလဲလေးဖြစ်သွားတယ်ဗမာကြီးဗမာမဖြစ်ဘူးကြည့်ကန်တယ်နော်โอเค Java အပြောင်းလဲဖြစ်သွားပြီနော်အပြောင်းလဲဖြစ်သွားပြီဆိုရင်တို့တွေကဘာလုပ်လို့ရပြီလဲဆိုတော့အဲ့ container ထဲမှာ child စထည့်တော့မယ်နော်ဘာကြောင့်လဲဆိုတော့ဒီမပြောခဲ့တဲ့အတိုင်းဆိုရင်အောက်မှာ button လေးတစ်ခုဖန်တီးချင်တာနော် button လေးတစ်ခုဖန်တီးချင်တယ် button ပေါ့နော်ဒီမှာ button ဆိုနောက်ပြောရင်လည်းအကျင့်ပါသွားdecoration ပြီးသွားတာနဲ့အောက်မှာတို့တွေကဒီပုံမှာလည်းတော့အဆုံးကဒီ image file အလုပ်လုပ်တဲ့အခါမှာလည်း image အပြင်တို့ကဘာထည့်လို့ရတယ်လဲဆိုတော့အဆုံးက fidfix ဆိုပြီးတော့ boxfix.cover တို့ contain တို့လေနော် boa fidfix boxfix ဆိုကြပါစို့ cover လို့တို့ထည့်လိုက်ရလေသူအကုန်လုံးကိုသွားအောင်တော့မလားအကြီးသွားအောင်တာ cover မထည့်ဘဲနဲ့တို့က contain ပဲနော်သူ့ရဲ့အရွယ်စားရှိလောက် cover ကကျတော့ဘောင်ကာမယ်လို့ပြောရတယ်နော် okay ဒီကောင်ရပြီအဲ့တော့ဒီကောင်နောက်ဆုံးကောင်ဖြတ်လိုက်လို့တွေ့ရပြီနော်အမှန်မကြည့်မိဘူးဓာတ်ပုံနာမည် okay ရပြီအဆုံးဓာတ်ပုံနာမည်ဆိုပြီးတော့ file ဖွင့်ပြီးရှာတာလေခဏလေးပါအဲ့မှာတော့ video ထဲမှာတော့ဖြစ်မတည်ဘူးဒီမှာကျတော့ computer screen ကပျောက်သွားနော်ခဏလေးokay ပြန်ပေါ်လာပြီအဲ့တော့ဒီမမတို့ကအောက်မှာဒီ container ရဲ့ child လေးဖြစ်ပေါ့နော် container ရဲ့ child ဖြစ်တန်ဖိုးတစ်ခုဖန်တီးမယ်အဲ့တန်ဖိုးတို့က column မိုးချက်ဖန်တီးမယ်
ဘာကြောင့် column widget နဲ့လဲဆိုတော့ဥပမာဆိုကြပါစို့ဘတ်တန်လေးတစ်ခုဖန်တီးမှာပေါ့နော်ဘတ်တန်လေးတစ်ခုကိုဖန်တီးပြမှာ C1TNI က container ဆိုပြီးတော့အဲ့ container ထဲမှာတို့ width နဲ့ height နဲ့ထားမှာအဲ့တော့ space နှိပ်ထား width ကို150လောက်ထားမယ်ဆိုတော့200လောက်ထားမယ်နော် height ကိုလည်း200လောက်ထားမယ်ပြီးတော့မှအဲ့ container ရဲ့ decoration မှာလေ decoration မှာbox decoration ကိုတုံးထားမယ် box decoration ထဲမှာ border radius တို့ဘာလို့တုံးမှာလို့ဆို box decoration တုံးတာကိုခဏထားလိုက်ထားပြီးတော့သူ့ရဲ့ chain လေးတို့ထည့် chain ကကြတော့ ELEVAD elevated button ကိုတုံးထားမယ်၎င်း elevated button မှာတို့ style ထည့်မယ် on press မှာဘာအလုပ်လုပ်မှာလဲဆိုတော့တို့လို့ဆိုဘာမှမပေးနဲ့နော်မပေးဘဲနဲ့ chain မှာကြတော့တို့က elevated button ရဲ့ chain မှာ test တစ်ခုထည့်မယ်ပေါ့နော် test ကနောက်ထပ်စာမျက်နှာကိုသွားမှာလား step လို့ပဲပြောလိုက်မယ်နော်ဒီမှာစေးလိုက်မယ်အဲ့ဒါတို့အဲ့ button လေးကိုဘာမှတွေ့ရလဲဆိုတော့ဒီမှာလာတွေ့နေရတယ်မှာ button နည်းနည်းကြီးနေနော်အဲ့တော့မယုံရင်တို့ကဘာနဲ့လုပ်ပြလို့ရလဲဆိုတော့ decorative box မှာ decoration မှာ color ခဏထည့်ပြထားမယ်နော် color မှာ colors color.amber color ထည့်ထားမယ်နော်စေးလိုက်မယ်ဒီလိုဖြစ်နေအကြီးဖြစ်နေတယ်မလားတို့ကအဲ့အကြီးဖြစ်နေတာကတို့တော့နည်းနည်းပြတ်လာရှိတယ် container ကနေရာအပြည့်ယူထားတဲ့ပုံစံပေါ့နော်အဲ့ container ကိုနေရာအပြည့်မယူစေချင်ကြတော့ container တစ်ခုလုံးကို column widget ထည့်ဟုတ်ပြီနော်ဒီ container widget container တစ်ခုလုံးကို column widget ရဲ့ခြေတော်အဖြစ်တို့ထည့်လိုက် okay စေးလိုက်မယ်အဲ့ဆိုတို့ကနည်းနည်းတော့ဒေဝါရီဒါပေမဲ့ပြက်နာနည်းနည်းရှိနေတော့မယ်ဒီနော်ပြက်နာနည်းနည်းရှိနေတော့မယ်ဆိုဘတ်တန်အလုံးနေတယ်တို့ decorate box ထဲမှာဘယ်လိုလဲ wine နေတယ်တဲ့နော်ဘယ်လိုဝိုင်းသွားလဲဒီကောင်က container မိပါ decoration ပြီးတော့ chain မှာ column widget ဒီမှာ container တုံးလာရတို့ width နဲ့ height ကိုနည်းနည်းလေးတူshort ကြည့်အောင်150ဒီမှာလည်း150နော်မိဘရဲ့အရွယ်အစားတိုင်းအပြည့်150ဆို container ရဲ့ပေါ့နော်စိတ်လိုက်မယ်နည်းနည်းလေးတော့တေးသွားတို့လိုချင်တော့မဟုတ်သေးဘူးဒါပေမဲ့ပြက်တာမရှိဘူးတို့အဲ့ဒါကိုဖြည့်ရှင်းမယ်နံပါတ်1က chain run မှာတို့ဗာထဲမှာလဲဆိုတော့ဟိုအောက်ဆုံးကဒီကောင်အောက်ဆုံးကိုသွားသေးတယ်ဒီကောင်ဒီအောက်ဆုံးကိုသွားသေးခြင်းတဲ့အတွက်ကြောင့်တို့ကဒီမှာလာပြီးတော့ EXPAND expanded widget နဲ့ SIZ side box လေးတစ်ခုပေးထားလိုက်တို့ပြီးတော့နောက်မှာ semicolon ခေါ်လာလိုက်အဲ့ဒါဆိုစေးလိုက်တာနဲ့တို့ကဟိုအောက်ဆုံးကိုသွားလိုက်ပြီတွေ့မလားဟိုအောက်ဆုံးကိုသွားလိုက်ပြီးတော့တို့ bound decoration ထဲမှာ color scheme မှာ decoration ထဲမှာ container လဲရသွားပြီဒီမှာလဲတို့က container ရပြီ image box fit မှာ contain လုပ်ထားပြီအဲ့တော့ဒီနှစ်ပုံလုံးပေါ်လာပြီဒီပုံလဲပေါ်လာပြီဒီပုံလဲပေါ်လာပြီနော်အဲ့ဒီပုံမှာတို့က height ကို150ထားမယ်အစား height ကိုတို့150မထားဘဲနဲ့50လောက်ပဲထားကြည့်နော်အဲ့ဆိုရင်နည်းနည်းလေးကျုပ်သွားတာပေါ့နော်အဲ့သူ့ရဲ့အောက်မှာတို့နည်းနည်းလေးတစ်ခုအမြင့်လေးနည်းနည်းထားခြင်းတယ်ဒီအောက်ကိုတအားတော့ကတ်တယ်နော်အဲ့တို့ကအမြင့်လေးတစ်ခုထားမယ်ဆို expanded widget ရဲ့ container ပြီးတော့တို့ဗာထည့်မလဲဆိုတော့ ဖတ်ဆိုင်ဆိုဒီ side box ဆိုပြီးတော့ height ကိုအပေါ်တက်အောင်လို့200လောက်ထားလိုက်တို့side box ကအပေါ်မှာ comma မခံခဲ့ဘူးနော်စေးလိုက်မယ်အဲ့ဒါသူအပေါ်တက်သွားတယ်တို့လားဒီမှာ200လောက်ထားလိုက်တော့ပေါ်တက်သွားပြီနော်အဲ့ဒီ background color ထားတာသိစီခြင်းလို့ဒီမှာ background color ထားတာပေါ့နော် color.amber ဆိုထားတာဒီကောင်မထားတော့စေးလိုက်နော်okay ဒီလို button လေးရမှာပေါ့ step ဆိုတဲ့ button အဲ့တော့မှတို့နည်းနည်းအလှဆင်မဲ့ elevated button ပါအလှဆင်မှုတို့က elevated button ရဲ့တို့ style ကိုတွားပြီးတော့အလုပ်လုပ်အောင်နော် STYM style ELE with elevated button dot style from ဆိုပြီးတော့ elevated button dot STYM style from ဆိုပြီးတော့နံပါတ်1ကတော့ဒီမှာ comma လေးခံထားမယ်ပြီးတော့မှတို့ကဘာတွေအလှဆင်ပါဆိုတော့နံပါတ်1က color အလှဆင် style from ဆိုပြီးတော့သူက background color ပေါ့နော် PC က background color ကို COLORS color.TRANSPI transparent လို့ထားလိုက်နော် transparent ဆိုမမြင်ရတော့ဘူးဒီလို color လေးဖြစ်သွားပါဘောနော်အဲ့ဒါဆိုရင်မမြင်ရတော့ရင်ဘာနဲ့ဒီမှာမမြင်ရတော့တာเนาะတို့ဘယ်လိုထားမှာဟို color ကိုဘယ်လိုထည့်မလဲဆိုတော့ဒီ elevated button မှာမထည့်တာပဲねဒီမိဘဖြစ်တဲ့ container ကနေလမ်းထည့်မယ်အဲ့တော့ container မှာကျတော့ဘာလို့ထည့်လို့ရလဲဆိုတော့ကြီးက gradient color ထည့်လို့ရတယ် gradient တော့တစ် color တည်းမဟုတ်ဘူးနှစ် color ပေါ့နော် linear gradient ဆိုရင်တို့ကဟို diagonally လုပ်လို့ရတယ်horizontal လုပ်လို့ရတယ် vertical လုပ်လို့ရတယ်ပေါ့နော်အခု color street ထဲကမှာ color နှစ်ခုထည့်မှာဖြစ်တဲ့ကြောင့်ဒီမှာထားနော်အဲ့တော့ color နှစ်ရောင်ခြေလိုက်မှာတို့စီကိုအဲ့တော့နံပါတ်1 colors.pink accent ဆိုပြီးတော့ sorry နံပါတ်1 color colors color.pink pink accent နံပါတ်2 color ကျ colors color.amber accent เนาะတို့မြင်တာအောင်လို့ဒီလိုလုပ်ရမယ်နော်အဲ့တော့ဒီမှာ control shift F နဲ့စိတ်လိုက်ပြီဆိုတာနဲ့ color နှစ် color ရောသွားတယ်တို့မလားcolor နှစ် color ပြဿနာနည်းနည်းရှိနေတာဒီမှာဒီထိတ်ကချွန်နေတယ် button လေးလိုမလုံးနေဘူးဖြစ်တယ်နော်အလုံးနေအောင်ကြာသူ့ကို shape ပြောင်းအောင်ပဲ shape ကကြတော့ border radius လို့ခေါ်တာပေါ့ radius ထည့်ပေးမှာနော်
BORD က border radius မှာborder radius မှာ BORD က border radius တော့ circular ဆိုပြီးတော့ circular တို့က50အမြင့်ဆိုတော့25ပေါ့နော်25တာတော့ဝတ်ထားစေးလိုက်မယ်ကွက်တီဖြစ်သွားတယ်နော်ဘတ်တန်လေးနော်အမှမတို့ဘတ်တန်ရဲ့စာသားပေါ့စာသားရဲ့အယောင်လေးကိုပြောင်းချင်တယ်ဒီစာသားရဲ့အယောင်လေးကိုနော်အဲစာသားကတော့Windows security blah 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 တကောင်ပိတ်ထားစာသားမှာကြတော့တို့ကဒီမှာ STYMV style 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 မှာ tab STYMV style သူ့ကြတော့ color ပဲခဏပြောင်းထားမယ် colors တော့ WHIT white လို့ခဏပြောထားမယ်နော်အဲဆိုရင် step ဖြစ်သွားတယ်စလုံးလေးနည်းနည်းကြီးနေတယ်အဲ့တော့ FX font size ကိုကြတော့ 20.0 လို့ထားမယ်စေးလိုက်မယ်Okay stats လို့ဖြစ်သွားတယ်အဓိကကတော့ပြောချင်တာဒီလို gradient color လေးထားတာကိုပြောချင်တာပေါ့နော်အဲ့တော့ရပြီဆိုရင်တို့ဘာလုပ်မှာလဲဆိုတော့သူ့ကို click နှိပ်ခဲ့ရင်ဘယ်ကိုသွားမှာလဲအဲ့တော့တို့နောက်စာမျက်နှာတစ်ခုစီစဉ်ရအောင်နောက်စာမျက်နှာ home page ပေါ့ဥပမာပေါ့နော် home page လေးစီစဉ်မယ်ဆိုတော့ဒီ page မှာ right click ထောက်မယ် new ဆိုပြီးတော့ that file တိစောက်မယ် home page လို့ပြောမယ်ရပြီနော်သူ့တို့ stateful widget ပဲခဏတုံထားမယ် home page လို့ပြောထားမယ်နော်ဒီ home page မှာ return ကဘာပေးထားမလဲဆိုတော့ return SCF scaffold widget ပေးထားမယ်ပြီးတော့ material library ကို import လုပ်ထားပြီနော် okay ရသွားပြီဆိုရင်တို့ကဒီ button လေးကို click နှိပ်တဲ့အချိန်မှာဘယ်ကိုသွားမှာလဲဆိုတော့ on press မှာပုံမှန်တိုင်းပဲတို့က NAVIGAT ကို navigator တော့ပြန်မရှေ့ကိုပြန်မထွက်ခိုင်းတော့ဘူးဒီစာမျက်နှာကိုပြန်မရောက်ခိုင်းတော့ဘူးเนาะအဲ့ navigation တော့ PUSA post replace ဆိုပြီးတော့ contact ရှိတယ် route ကကြတော့ beta route ပေါ့အဲ့ beta route ကိုကြတော့material တော့ name replace မှာ contact ရှိတယ် route ကကြတော့ material pay route ပြောတာ material pay route ဥပမာ beta ရှိတယ် beta ထဲမှာ contacts ပါလာမယ်တို့ကအလိုလျောက်ပဲအဲ့ contacts ကနေတွားခြင်းနဲ့ home page ကိုပေါ်ပေးလိုက်ပါမယ်နော်အဲ့ဒီမှာ home page မရှိဘူးဖြစ်နေတယ် home page ကိုတို့က import library home page ဆိုခေါ်ပေးထားလိုက်ပြီးရင် semicolon ပိတ်ထားလိုက်ပါနော်အဲ့တော့စေးလိုက်ပြီးအားလုံး up and running ဖြစ်သွားပြီအခုကတော့ step button ကိုနှိပ်တဲ့အခါမှာ home page ကိုရောက်သွားတယ် home page မှာတော့ဘာစာသားမှမထည့်ရလို့ပြောင်းကြီးဖြစ်နေတယ်လေဥပမာဆိုကြပါစို့ BOD1 body မှာ CSDS center တော့child မှာ TSD task ကို home page လို့ပြောထားခဲ့တယ်ဆိုရင်ဒီမှာ home page လို့ပြတယ်ပေါ့လို့ရနော် okay incredible အဲ့တော့ဒီသင်ခန်းစာအတူဒီမှာရက်မယ်ဒီမှာတစ်ခုပြောချင်တာကတော့Android Studio နဲ့ develop လုပ်လို့ဒီ VS Code နဲ့ develop လုပ်လို့အဆင်ပြေတယ်ဒီမှာတော့ပြဿနာမရှိဘူးပြီးတော့တက်တောင့်တက်တာပဲเนาะအဲ့တော့ပိုကြိုက်တာဘာလို့လဲဒီမှာကတော့တို့တွေက VS Code ကိုသုံးနေကြဆို VS Code ကိုတော်တော်လေးကိုသဘောကျတာပေါ့လေเนาะဒါပေမဲ့ Android Studio ကရတော့လေတအားကြီးကောင်းတာပေါ့တကယ်ကိုအဆင့်မြင့်တဲ့ကောင်ဒီကောင်ကเนาะတအားကြီးကောင်းတယ်အဲ့တော့ Android Studio နဲ့ရေးလည်းရေးပါဒါပေမဲ့ပြဿနာကဘာရှိလဲဘာလဲရေးပြဿနာမရှိဘူးဒီမှာတော့တို့တွေက Android တို့တွေပုံမှန်ရေးပြီဆိုရင် server side နဲ့ client side ရေးရတာရှိတယ်အဲ့တော့ server side နဲ့ code တွေအားလုံးဒီ VS Code မှာရေးတယ် client side ဖြစ်တဲ့အခု Flutter ဒီ Flutter နဲ့ရေးတဲ့ဟာတွေအားလုံးပေါ့နော်လိုအပ်လာပြီဆိုရင်ဒီကောင်နဲ့ပဲရေးတယ် Android Studio နဲ့အဲ့တော့ server လည်းဖွင့်ထားတယ်ဒီ VS Code နဲ့ client ဖြစ်တဲ့ဒီကောင်လည်းတိုက်ရိုက် deploy လုပ်တယ်အဲ့လိုလုပ်တာပေါ့တကယ်လို့ဒီပေါ့မှာနော်ဘယ်ကပိုကောင်းလဲတဲ့ပိုကောင်းတာတော့ဒီ Android နဲ့ပတ်သက်ရင်တော့ Android Studio ကသူဒုက္ခခံပြီးတော့တော်တော်လေးကြူးကြူးစားစာပို့ပေးခဲ့တာဒီ Android Studio မပေါ်ရင်တော့ Eclipse နော် Eclipse နဲ့ပဲရေးရတာတခြားကိုရေးတရားမရှိရ Eclipse မှာ ADT ဆိုရဲ Android Debug 2 plugin ရဲ့ Android Virtual Device Manager ရဲ့အဲ့ဒါမျိုးတွေ develop လုပ်ရတယ်နော်တချို့တွေတို့ Eclipse နဲ့ရေးတာကိုတချို့ကလုပ်နေတယ်ဟိုအဲ့ဒီဆရာ Eclipse နဲ့မတင်ဘူးလို့အဲ့ဒီဆရာကဟို Android Studio နဲ့မတင်ဘူးတွေပါအဲ့တို့စ develop လုပ်တော့ Android Studio မပေါ်သေးဘူးပေါ်ချင်းစတုံးတာလည်းတို့ပဲအဲ့လိုပြောတော့တခါလေတချို့ကလည်းမြောက်အောင်နေထင်တယ်ဦးမယ်တက်နိုင်တို့ကပေါ်ချင်းစတုံးတာလည်း Android Studio ကတို့တုံးတာပဲအမေဟိုလို Android Studio တုံးတာကိုဂုံယူစရာဟိုဘယ်လိုလဲဖင်ကြွတယ်အဲ့လိုမထင်ဘူးလေဘာကြောင့်လဲဆိုတော့အဲ့ဒါ ID တစ်ခုပဲရေးတဲ့ကုတ်ကဘယ်မှာရေးရတယ်ရေးတဲ့ကုတ်ကအရေးတွေးဒီ ID တုံးတဲ့ ID ကအရေးတွေးမဟုတ်ဘူးအဲ့ဒါတချို့တွေကဟိုဘယ်လိုလဲဂျင်းထဲတဲ့အတင်တန်းတွေရှိတယ် Android Studio နဲ့ရေးပါတယ် Android Studio နဲ့ရေး Android Studio က ID လို့ထားလိုက်ပါနော်အဲ့တော့တို့ကပြောနေတာဒီမှာဘာနဲ့ရေးရတယ်အဲ့မဲ့ပိုပြီးရွေးချယ်တင်တာကြတော့တို့ကဒီ VS Code ကိုအရင်ကြိုက်တယ် VS Code နဲ့ပဲအကုန်လုံးရေးတယ်ဒါပေမဲ့ server နဲ့ client နဲ့ရေးလိုက်ဆို VS Code ကို server ရေးတယ် client မှာကျတော့ဒီ Android Studio နဲ့ရေးတယ်ပေါ့နော်ဘယ်နဲ့ရေးရတယ်ဥစာတင်တဲ့ခါမှာလည်းပြောင်းပြီးတင်သွားမယ် Android Studio နဲ့ရေးလိုက် VS Code နဲ့ရေးလိုက်နဲ့ရေးတင်သွားမယ်အဲ့မှာတစ်ခုလေးတတိပေးချင်တာကဘာလဲဆိုတော့တစ်ခုလေးတတိပေးချင်တာကဘာလဲဆိုတော့ Android Studio ကနည်းနည်းလေးတယ်နော်နည်းနည်းလေးတယ်မဟုတ်ဘူးလေ CPU တော်တော်စားတယ်ပေါ့နော်အခုဆိုဒီမှာကြည့်လိုက်လေတို့မှာ run လာတာဒီ recording software ကြီးလည်း run ထားတယ် emulator ကြီးလည်း run ထားတယ်ဒါ Linux system တစ်ခု sub system တစ်ခုအနေနဲ့ run ထားတာပေါ့နော်
အဲ့လိုပဲဒီမှာလာပြီးတော့ဟိုဥစားလဲဗာလဲAndroid Studio လဲ run ထားတယ်နောက်ကျရင် server လဲ run ထားအောင်ပဲအဲ့တော့တချို့ computer တွေကအဲ့လိုဟို process နည်းနည်းကြီးတဲ့ process level နည်းနည်းကြီးတဲ့လုပ်ငန်းစဉ်၄ခုလောက်တစ်ပြိုင်တည်းလုပ်ထားရင်အဆင်မပြေဖြစ်တတ်တယ်အဲ့ဒါမျိုးကြရင်ကြတော့ Android Studio ထက်ပေါ်တာကြတော့ဒီ VS Code ကပေါ်တယ်ဒီနော်အဲ့တော့ကျောင်းသားတွေကကိုယ့် computer ရဲ့အခြေအနေပေါ်ကြည့်ပြီးတော့ computer ရဲ့ power နည်းတယ်ပေါ့ run 8GB လောက်ပဲဆိုဒီကောင်တော့ run 60GB တို့ဆိုကြပါစို့ NVMe M2 SSD တို့အဲ့ဒါလည်းဆိုရင်တော့ဒီ Android Studio ကတော့ပို့ပြီးတော့အားပေးတယ်ဒီနော်တစ်ချက်ကွန်ပျူတာတိတ်မနိုင်ဘူးဆိုရင်ဒါလည်းတော့ပါเนาะဒီမှာကတော့နှစ်ခုလုံးကိုအပြောင်းလဲလုပ်ပြီး deploy လုပ်သွားမယ်။ဘာလို့ဆိုကျောင်းသားတွေအကုန်လုံးဘယ်လိုတုံးလဲဆိုတာသိစေချင်လို့เนาะ